မင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ S1 2-in-1 printer လေးကိုကျွန်တော်တို့ barcode label sticker လေးထုတ်ပြီးတော့ပြသပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တွေ barcode label sticker ထုတ်မယ်ဆိုလို့ရှိရင်တော့ဒီ S1 model လေးကိုကျွန်တော်တို့ကပေါင်ချမုတ်ကနေပြီးတော့ barcode label sticker ဖြစ်တဲ့မုတ်ကိုချိန်ပေးရမှာဖြစ်ပါတယ်မုတ်ချိန်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအခုလိုမျိုးဒါ printer power ပွင့်ထားတဲ့အနေထားနေပြီးတော့ကျွန်တော်တို့ဒီခလုတ်လေးကိုစုံနှိပ်ရမှာဖြစ်ပါတယ်ဒါကျွန်တော်ညာဘက်ခလုတ်ဆိုရင်ကျွန်တော်တို့က feed button ဖြစ်တယ်ပေါ့နော်အဲ့ဒါကိုမှကျွန်တော်တို့ကဘာလုပ်ပေးရမလဲဆိုတော့ barcode label sticker ထုတ်ဖို့အတွက်ကိုဒီ power ခလုတ်နဲ့ feed button ခလုတ်ကိုနှစ်ခုကိုဇုံလေးဖိထားပေးရမှာဖြစ်ပါတယ်ဇုံလေးဖိထားပြီဆိုလို့ရှိရင်ကျွန်တော်တို့အခုလိုတရုပ်စာလေးပေါ်လာမှာဖြစ်ပါတယ်တရုပ်စာလေးပေါ်လာပြီဆိုတာနဲ့သူကဆက်ကနေပြီးတော့ဘောင်ချဆက်ကူလေးကိုလက်မခံတဲ့အနေထားကိုပြသမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ barcode label sticker မုတ်ကိုရောက်သွားပြီဖြစ်ပါတယ်အခုလိုညာဘက်ခလုတ်ကိုနှိပ်လိုက်ရင်လည်းအဲ့လိုပဲသူကစာရွက်ကိုလက်မခံတော့ဘူးပေါ့နော်အကယ်၍ကျွန်တော်တို့ကဘောင်ချပြန်ထုတ်မယ်ဆိုလို့ရှိရင်တော့ခုနအတိုင်းပဲဒီခလုတ်နှစ်ခုကိုဇုံလေးဒါဖိထားပေးပေါ့နော်ဒါဆိုလို့ရှိရင်ဒီလိုမျိုးတရုပ်စာလေးပေါ်လာမှာဒါဆိုလို့ရှိရင်တော့သူကညာဘက် feed button ကိုနှိပ်တဲ့ခါမှာတော့သူကခုနလိုလက်မခံတာမျိုးမဖြစ်တော့ဘူးပေါ့နော်ဒါကတော့ဘောင်ချမုတ်မလို့ပါခုကတော့ကျွန်တော်တို့က barcode label sticker ထုတ်မှာဖြစ်တဲ့အတွက်ခလုတ်နှစ်ခုဇုံနှိပ်ပြီးတော့ကျွန်တော်ပြန်ပြီးတော့မုတ်ချိန်လိုက်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒါကတော့စက်ကူလေးကုံသွားလို့မီနီလေးပြတာပေါ့နော်ပြောချင်တာကတော့ခလုတ်နှစ်ခုဇုံနှိပ်ပြီးတော့မုတ်ချိန်ရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ barcode label sticker လေးစပြီးတော့ဆက်ထဲကိုထည့်ပေးပါမယ်ဒါကတော့ကျွန်တော်ကဒီစက်ကူလေး size လေးကတော့30-20 mm size ဖြစ်ပါတယ်ကျွန်တော်တို့ sticker ရဲ့ width ကတော့30 mm ပေါ့နော် height ကတော့20 mm ရှိပါတယ်ဒါလေးကိုကျွန်တော်တို့ကခွာပြီးဆိုလို့ရှိရင်ဆက်ထဲကိုခုလိုမျိုးကလစ်ပြားလေးကိုဟပြီးတော့ကျွန်တော်တို့ပက်လက်အနေထားလေးထားပြီးတော့အဖုံလေးပိတ်လိုက်ပါကျွန်တော်တို့ barcode label sticker မုတ်ကိုထားထားဖြစ်တဲ့အတွက်သူက sticker ကိုအခုလိုမျိုးတစ်ခုချင်းကို adjust လုပ်ပြီးတော့ညှိပေးသွားမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က application လေးကိုကျွန်တော်တို့စပြီးတော့သုံးကြည့်အောင်ပေါ့နော်ဆိုတော့အရင်ဆုံးအနေနဲ့ကျွန်တော်တို့က Play Store ထဲကိုသွားပြပါ Play Store ထဲမှာကျွန်တော်တို့က application လေးကို download လုပ်မှာဖြစ်ပါတယ် application လေးရဲ့နာမည်ကတော့ Open Label application ဖြစ်ပါတယ်ဒီ application လေးကကျွန်တော်တို့ Android ရောကျွန်တော်တို့ iOS ဖုန်းတွေမှာပါကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ် tablet ဆိုလို့ရှိရင်တော့ဒီ application လေးကကျွန်တော်တို့မရတတ်ဘူးပေါ့နော်ဒါဆိုလို့ရှိရင်တော့ mobile phone တစ်လုံးလုံးကနေပြီးတော့ down ပြီးတော့ဇာပြားနဲ့ကူးပေးတာမျိုးဖြစ်ဖြစ်လုပ်လို့ရပါတယ်ကျွန်တော်ဒီနေရာမှာဒီ mobile phone နဲ့ bluetooth လေးတော့ချိတ်ထားပေးရမယ်ပေါ့နော် printer နဲ့အကယ်၍ iPhone သုံးတဲ့လူတွေဆိုလို့ရှိရင်တော့ bluetooth သွားပြီးတော့ setting ထဲမှာချိတ်စရာမလိုဘူးကိုယ့်ရဲ့ iPhone ကိုပဲ bluetooth လေးဖွင့်ထားရင်ရပါပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့က application ဖွင့်လိုက်မယ်ပြီးရင် guideline လေးတွေတွေ့ရင်ညာဘက်ကိုသွားပြီးတော့ open ဆိုတာလေးကိုတစ်ချက်နှိပ်ပေးရပါမယ် next လေးတွေကိုနှိပ်ပေးရပါမယ်ပြီးရင်တော့ကျွန်တော်တို့က printer လေးသတ်မှတ်ဖို့အတွက်ညာဘက်တောက်မှာ printer ပုံလေးကိုတစ်ချက်နှိပ်ပေးပါ while using the app ကိုတစ်ချက်နှိပ်ပေးပါallow ကိုနှိပ်ပေးပါ permission တောင်းနေဆိုအကုန်လုံးဖွင့်ပေးပါနော်ပြီးရင် next လေးကိုနှိပ်ပေးရပါမယ်ဒီနေရာမှာကျွန်တော်တို့ Android phone နေနဲ့ဆိုလို့ရှိရင်တော့ဒီ available device ရဲ့အောက်မှာ printer လေးကြာနေတတ်တယ်ပေါ့နော်ကျွန်တော်တို့ iPhone နေမှာဆိုရင်တော့မကြာဘူးပေါ့နော်ဒါကျွန်တော်ဒီမှာ Bluetooth ချိတ်ဆက်တဲ့ဟာလေးလာပြီးတော့ပြတာဖြစ်ပါတယ် Android phone နေမှာတော့ Bluetooth ချိတ်လို့ password တောင်းရင်3.4 လုံးလေးရိုက်ပြီနော်ဆိုတော့ iPhone နေမှာကျွန်တော်တခါလေးဒီလိုနေရာမကြဘူးဆိုလို့ရှိရင်အခုလိုမျိုးဆက်ကိုကျွန်တော်တို့ရှင်းထုတ်ပလိုက်ပေါ့နော် mobile phone ကိုအကုန်လုံးခုမှ application တွေရှိရဆိုလို့ရှိရင်အကုန်လုံးကိုရှင်းထုတ်ပေးလိုက်ဒါဆိုလို့ရှိရင်ပြီးရင် application နဲ့ဝင်လိုက်ပြီဆိုတာနဲ့ဒါ printer model လေးကြာလာမှာဖြစ်ပါတယ်เนาะဒါကတော့ကျွန်တော်တို့ iPhone ရဲ့သဘောတရားဖြစ်နေတာပေါ့နော် Android phone တွေမှာတော့အဲ့လိုမျိုးမကြတာမျိုးမဖြစ်တတ်ဘူးပေါ့နော်အကယ်၍မကြဘူးဆိုလို့ရှိရင်လည်းအဲ့လိုမျိုးလေးရှင်းထုတ်လိုက်ပေါ့နော်ဆိုတော့ဒီမှာ S1 ဆိုတဲ့ printer model လေးပေါ်နေမယ်ဒီပေါ်တစ်ချက်ထောက်လိုက်ပြီးရင်ကျွန်တော်တို့ status ဆိုတာလေးတွေ့ရင်တစ်ချက်နှိပ်လိုက်ပြီးရင်တော့ကျွန်တော်တို့ကဒီ set လေးရဲ့ code တွေက TSPN နဲ့အလုပ်လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ TSPN ကို test လုပ်လိုက်ပေါ့နော်ဒါဆိုလို့ရှိရင် barcode လေးထွက်လာလိမ့်မယ် barcode လေးထွက်တာ2ရွက်ဖြစ်တဲ့အတွက် print to page ဆိုတာလေးကိုတစ်ချက်နှိပ်ပေးရမယ်ပြီးရင်တော့ okay ဆိုတာလေးကိုတစ်ချက်နှိပ်ပေးပါဒါဆိုလို့ရှိရင်တော့ S1 model ကို connect တက်ပြပြီးတော့ code တင် TSPN ဆိုတာလေးလည်းတွေ့ရပါလိမ့်မယ် Okay ချိတ်ဆက်ပြီးသွားပြီဆိုလို့ရှိရင်တော့ band လေးထွက်လိုက်ပေါ့နော်ညာဘက်တောက်မှာဆိုလို့ရှိရင်လည်း printer ရဲ့ model လေးပေါ်နေပါလိမ့်မယ်ခင်ဗျာဒီမှာကျွန်တော်တို့က disconnected ဆိုလို့ရှိရင်တော့ပြုတ်သွားလိမ့်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အခုလိုမျိုး printer လေးမပေါ်တော့ဘူးဒီဟာလေးကိုကျွန်တော်တို့ကမြားလေးနှိပ်ပြီးတော့ connect နှိပ်လိုက်ပြီဆိုရင်ရတယ်ပေါ့နော်ဆိုတော့တစ်ခါတော့သိမ့်မှတ်ပြီးသွားပြီဆိုရင်တော့ရသွားပြီဖြစ်ပါတယ်
Okay ဒါဆိုရင် back လေးတစ်ချက်ထွက်လိုက်မယ်စပြီးတော့ထုတ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ create ဆိုတာလေးကိုတစ်ချက်နှိပ်ပြရပါမယ်ပြီးရင်တော့ကျွန်တော်တို့ကထုတ်မဲ့ပစ္စည်းရဲ့နာမည်လေးရေးပြီးပေါ့နော်ဒီဟာကျွန်တော်တို့စာပေါ်မှာတော့မဟုတ်ဘူးကျွန်တော်တို့ကနောက်တစ်ချိန်မှာကိုကပြန်ထုတ်မယ်ဆိုလို့ရှိရင်နာမည်နဲ့ရှာရလွယ်အောင်လို့မလို့နာမည်လေးပေးခိုင်းတာဖြစ်ပါတယ်ဒီမှာကျွန်တော်sample အနေနဲ့မာမာဆိုပြီးတော့ရေးလိုက်ပါမယ်လူကြီးမင်းတို့ထုတ်မဲ့ပစ္စည်းရဲ့နာမည်ကိုရေးပြီးပေါ့နော်ဒီနေရာမှာတော့ပြီးရင်တော့ sticker ရဲ့ wish ကိုကျွန်တော်တို့သတ်မှတ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်အခုထုတ်ပြပေးမယ် site ကတော့ sticker ရဲ့ wish ပေါ့နော်အလျား 30mm ရှိပါတယ်ဒါကြောင့်မလို့30ပေါ့နော်ကိုဝယ်တဲ့အလိပ်တွေမှာဆိုလို့ရှိရင်လည်းဒီလို sticker site တွေပါတယ်အဲ့တော့ wish နဲ့ height ကိုအဲ့ဒီ sticker မှာပါတဲ့ site ကိုရေးပေးရမှာဖြစ်ပါတယ် height ကတော့20ဖြစ်ပါတယ်ဒါဆိုရင်ဒီမှာကျွန်တော်ခေါ်ထားတဲ့ site လေးလည်းပေါ်နေမယ်ပေါ့နော်ပြီးရင်တော့ create ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါ guideline လေးကြာလာပြီဆိုရင်တော့ niche လေးတွေကိုနှိပ်ပြရပါမယ်ကျွန်တော်ဒီအဖြူရောင်ကွက်လေးတွေ့လိမ့်မယ်ပေါ့နော်ဒီအဖြူကွက်ထဲမှာကျွန်တော်တို့ကစာရေးရမှာဖြစ်ပါတယ်အဖြူဘောင်ရဲ့ကြော်ပြီးတော့ရေးရတာမျိုးလုံးဝလုံးလို့မရပါဘူးဆိုတော့စာလေးထည့်မယ်ဆိုရင်တော့ဒီမှာ text ဆိုတာလေးကိုတစ်ချက်နှိပ်ပါဒါဆိုရင် double click input ဆိုတဲ့စာလေးကြာလာရင်နှစ်ချက်ထောက်လိုက်ပါ keyboard လေးပေါ်လာလိမ့်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရေးချင်တဲ့စာလေးတွေကိုရေးလို့ရပြီဖြစ်ပါတယ်ရေးပြီးသွားပြီဆိုလို့ရှိရင်တော့ okay လေးကိုနှိပ်ပြီးပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အခုလိုမျိုးစာလေးကြာလာရင်ကျွန်တော်တို့တချို့ဗမာစကားလုံးတွေမှာဆိုရင်အပေါ်အသက်လေးတွေကျွန်တော်ပျောက်နေတတ်တယ်ဒါဆိုရင် style ကိုတစ်ချက်နှိပ်လိုက်ပြီးရင်ကျွန်တော်တို့ဒီမှာစာသားနဲ့ပတ်သက်တဲ့ပြင်ဆင်ရမယ့်ဟာလေးတွေတွေ့လိမ့်မယ်ဒီမှာ line spacing ဆိုတာလေးရှိရပေါ့နော်ဒါလေးကိုဝဟန်လေးထားပြီးဒါဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာစာအပြည့်ပေါ်လိမ့်မယ်ပေါ့နော် site ပြင်ရင်ဒီမှာ site ဆိုတဲ့ဘေးမှာminus split button လေးရှိရဘိုးဆိုလို့ရှိရင်တော့စာလေးပို့ပြီးတော့ထင်းထင်းလေးမဲသွားမယ်နော်ဒါတော့ကိုစိတ်ကြိုက်ဒီမှာအကုန်ပြင်ဆင်လို့ရပါတယ်ပြီးရင်လွတ်တဲ့နေရာလေးတစ်ချက်ထောက်နောက်ထပ်စာတစ်ကြောင်းရေးချင်တယ်ဆိုလို့ရှိရင် dash ကိုပဲထပ်နေလိုက်ဒါဆိုရင်နောက်တစ်ကြောင်းကြာလာလိမ့်မယ်ပြီးရင်တော့နှစ်ချက်ထောက်ပြီးတော့ keyboard လေးပေါ်လာပြီဆိုလို့ရှိရင်နောက်ထပ်ကိုရေးချင်တဲ့စာသားတွေကိုရေးလို့ရပါပြီဒီမှာတော့ကျွန်တော် price လို့ရေးလိုက်မယ်လူကြီးမင်းတို့အနေနဲ့ကိုစိတ်ကြိုက်ကိုရေးချင်တာလေးတွေရေးပါနော်ပြီးရင် okay လေးနှိပ်လိုက်ဒါဆိုရင်ကျွန်တော်ဒီမှာ style နှိပ်ပြီးတော့ကျွန်တော်စာသားနဲ့ပတ်သက်တာလေးပြင်ဆင်လို့ရတယ်နော်ပြီးရင်ကျွန်တော်တို့ဘာကုတ်ထုတ်မယ်ဆိုရင်တော့ 1D ဆိုတာလေးကိုတစ်ချက်ထောက်လိုက်ပေါ့နော်ဒါဆိုရင် default အနေနဲ့သူက1 2 3 4 5 6 9 10ဆိုကြာလိုက်မယ်အဲ့ပေါ်နှစ်ချက်ထောက်ပြီးတော့ကိုသတ်မှတ်ခြင်းတဲ့ပစ္စည်းကိုပေါ့နော်ကိုကြိုက်တဲ့နံပါတ်ကိုသတ်မှတ်လို့ရတယ်ပေါ့နော်ဒီမှာကျွန်တော် mm ပေါ့နော်မမဆိုတော့ mm0001 လို့ပေးလိုက်မယ်အဲ့မှာကိုပစ္စည်းကဘာကုတ်ထုတ်တဲ့ခါမှာအဲ့လိုပဲဘာကုတ်မပါဘူးဆိုကိုစိတ်ကြိုက်ထားလို့ရတယ်နော်ပြီးရင်ဒီမှာဆိုလို့ရှိရင်ကုတ်တိုက်တွေရွေးလို့ရတယ်ကုတ်တိုက်ကကျကျွန်တော်တို့ဒီတချို့တွေသုံးတာတွေကမတူးပေါ့နော်ကုတ်93တွေလည်းတချို့သုံးကြတယ်ပေါ့နော်အဲ့တော့ကိုသုံးချင်တဲ့ကုတ်ကိုသုံးလို့ရပါတယ်ဆိုတော့ဒါတော့ကျွန်တော်တို့default အနေနဲ့ကျွန်တော်တို့ကုတ်128ထားခြင်းလည်းရတယ်เนาะဆိုတော့ဒီမှာကျွန်တော်တို့ဒီလိုမျိုးလေးထားပြီးတော့ထောက်ပြီးတော့ဒီမှာ layout ဆိုတာလေးကိုနှိပ်ပြီးတော့လည်းမြားလေးတွေကိုကျွန်တော်တို့ဒါကင်ပြီးတော့ရွှေ့လို့ရတယ်เนาะပြီးရင်ကျွန်တော် print ဆိုတာလေးကိုနှိပ်ပါဒါဆိုရင်ကျွန်တော်တို့ဒီနေရာမှာ TSPN ဆိုတာလေးရဲ့ printer model လေးရဲ့ပေါ်နေရမယ်ပြီးရင် copy ဆိုတဲ့အရေးအတွက်လေးတွေ့မယ်ပြီးရင် paper type က GAB ရွေးထားမယ်เนาะပြီးရင်တော့ print နှိပ်လိုက်မယ်ဆိုရင်เนาะကျွန်တော်တို့စပြီးတော့ထွက်လာပြီဖြစ်ပါတယ်အရေးအတွက်တိုးချင်တယ်ဆိုတော့ဒီမှာ copy ရဲ့ညာမှာပါလीနော်ကိုကြိုက်တဲ့အရေးအတွက်လေးသတ်မှတ်လို့ရတယ်အဲ့နံပါတ်လေးပေါ်ထောက်လိုက်ဆိုလို့ရှိရင် keyboard လေးပေါ်လာမှာအဲ့ keyboard လေးကြာလို့ရှိရင်ကိုကြိုက်နေတဲ့အရေးအတွက်ကိုသတ်မှတ်ပြီးတော့ထုတ်လို့ရတယ်နော်တစ်ခုလောက်ကိုရင်ထုတ်ကြည့်ပေါ့နော်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကိုယ့်ပစ္စည်းလေးတွေပေါ်မှာတွားပြီးတော့အလွယ်တကူကတ်နေလို့ရပြီဖြစ်ပါတယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်နောက်တစ်ခုကတော့ logo လေးထုတ်ပြမယ်เนาะဘန်လေးထွက်ပြီးတော့ဒီမှာစေ့ထားလိုက်ဒါဆိုရင်ကျွန်တော်တို့ဒီမှာသူ့ရဲ့နာမည်လေးနဲ့ဝင်သွားလိမ့်မယ်เนาะနောက်တစ်ချိန်မှာပြန်ပြီးတော့ရှာမယ်ဆိုလို့ရှိရင်ဒီ template ကိုနှိပ်ပြီးတော့အပေါ်မှာကျွန်တော်တို့ search bar နေနှိပ်ပြီးတော့ကျွန်တော်ပစ္စည်းရဲ့နာမည်ကိုရှာပြီးတော့လဲကိုပြန်ပြီးတော့နောက်တစ်ခါထုတ်တာတော့လုပ်လို့ရတယ်ပေါ့เนาะဒါဆိုကျွန်တော်နောက်တစ်ခုထုတ်ပြပေးမယ်ပေါ့เนาะ create ကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒါဒီခါတော့ကျွန်တော် logo လေးထုတ်မှာဖြစ်တဲ့အတွက် name ကို logo လေးထားလိုက်မယ်ပြီးရင်တော့ sticker ရဲ့ wish ပေါ့เนาะ30mm height ကို 20mm ထားမယ်ပြီးရင် create ကိုနှိပ်မယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီဖြူကွက်လေးထဲပေါ်မှာကျွန်တော် logo ထဲမှာဖြစ်တဲ့အတွက် image ကိုနှိပ်ပြီးရင် event ကိုနှိပ်ပေးရမယ် allow all ကိုနှိပ်ပါဒါဆိုရင် gallery ပေါက်လေးကြာလာလိမ့်မယ်ဒီထဲမှာကျွန်တော်တို့ကကိုထုတ်ချင်တဲ့ logo လေးကိုထုတ်ပေါ့နော် logo ကတော့ကျွန်တော်တို့ color နဲ့မရပါဘူးအဖြူမဲနဲ့ကျွန်တော်တို့ထုတ်ပေးရမှာဖြစ်ပါတယ်အဖြူမဲမှာအဆင်ပြေမယ်ပေါ့နော်အကယ် logo အဖြူမဲပြောင်းချင်ကျွန်တော်တို့စီကိုလာပြီးတော့ပို့ပေးเนาะဒီမှာကျွန်တော်တွေ့တဲ့ဟာလေးတစ်ခုကိုထုတ်လိုက်မယ်ပေါ့เนาะအညာမြေဒါ customer တယောက်ရဲ့ design ပေါ့เนาะကျွန်တော်ကတော့မဟုတ်ဘူးကျွန်တော်တို့ဖြူမဲလေးပြောင်းပေးထားတာပေါ့เนาะဆိုတော့ဒါလေးကိုကျွန်တော်တို့က crop လိုက်မယ်ပြီးညာဘက်တောင်မှာ cross ဆိုတာလေးကိုတစ်ချက်နှိပ်ပေါ့เนาะအဲဆိုကျွန်တော်တို့ဒီမှာ down ကနေဆွဲပြီးတော့ logo လေးကိုချဲ့လို့ရတယ်เนาะကျွန်တော်ပြုတ်လေးတွေထားနေတယ်ဆိုလို့ရှိရင်ဒီမှာလေကျွန်တော် OTSU ဆိုတာလေးကိုရွေးလိုက်ရင်တော့ပို့ပြီးတော့မှသူက color ကိုကြည်ပြီးတယ်ပေါ့เนาะ
ဒါဆိုရင် print နှိပ်ပြီးတော့ကျွန်တော်တို့ကိုကြိုက်နေတဲ့အရေးအတွက်လေးထုတ်လို့ရပြီဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်နည်းနည်းလေး site လေးသေးသွားလို့ကျွန်တော် site လေးကြည့်ပြီးတော့ပြန်ပြီးတော့ထုတ်ပြပေးမယ်နော်ဒါဆိုရင် print ကိုနှိပ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ပို့ပြီးတော့မှအဆင်ပြေသွားပြီပေါ့နော်အဲ့တော့ color ဖြူမဲ့ပြောင်းချင်တယ်ဆိုလို့ရှိရင်ကျွန်တော်စီကိုလာပြီးတော့ပို့ပေးပေါ့နော်ကျွန်တော်တို့ဖြူမဲလေးပြောင်းပေးမယ်ဒါမှကျွန်တော်ထုတ်တဲ့ချိန်မှာလည်းပို့ပြီးတော့မှတသက်ရဲလေးလှသွားမှာပေါ့နော်ပြီးရင် finish လေးနှိပ်ပြီးတော့ဘက်လေးထွက်ပြီးတော့စေးထားလို့ရပြီနောက်တစ်ချိန်မှာပြန်ထုတ်ချင်လဲထုတ်လို့ရပြီဖြစ်ပါတယ်โอเคဒါဆိုလို့ရှိရင်ဘာကုတ် level sticker ထုတ်တာလေးရမယ်လို့ထင်ပါတယ်ဆိုတော့ဒီ S1 လေးကိုဘောင်ချထုတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခုနအတိုင်းပြထားတဲ့အတိုင်းပဲခလုံးနှစ်ခုဇုံလေးပြန်နှိပ်လိုက်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘောင်ချလေးပြန်ပြီးတော့ထုတ်လို့ရမှာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ခလုံးနှစ်ခုဇုံနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာစာတရုပ်စာလေးပေါ်လာလိမ့်မယ်ဒါဆိုရင် तू ကဒီညာဘက် feedback တောင်နှိပ်မယ်ဆိုလို့ရှိရင်လေကျွန်တော် level ကို adjust မလုပ်တော့ဘူးပေါ့နော်ဘောင်ချမုတ်ကိုရောက်သွားတာဖြစ်တဲ့အတွက်ပေါ့နော်ထုတ်ချင်ရင်ခလုံးနှစ်ခုစုံလေးပြန်နှိပ်လိုက်ပါဒီနှစ်စိမ့်ပဲရှိရပေါ့နော်အရန်လွယ်ပါတယ်ဆိုတော့အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ဆိုတော့အခက်အခဲလေးရှိရဆိုရင်တော့ဒီဖုန်းဒီဗီဒီယိုမှာပါတဲ့ဖုန်းနံပါတ်ကနေပြီးတော့ live ဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်ကျွန်တော် mobile ရဲ့ BOS ကနေပြီးတော့အခုလိုမျိုး portable printer လေးတွေလာရောက်ဝယ်ယူအားပေးကြတဲ့လုပ်ငန်းရှင်တို့ညီတိုင်းကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ကျွန်တော်စီမှာတော့ BOS printer နဲ့ပတ်သက်ပြီးတော့ model မျိုးစုံရှိရပေါ့နော်ဒီ model လေးတွေကလည်းကျွန်တော်တို့အလုံးကြီးကန့်သတ်နဲ့ရောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အကယ်၍တွင်းဝမ်းနဲ့လည်းလိုချင်တယ်တခြားသော printer တွေကိုလည်းသိချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ Facebook page ပဲဖြစ်ဖြစ် TikTok မှာပဲဖြစ်ဖြစ်လာပြီးတော့မေးမြန်းလို့ရပါတယ်ဒီဗီဒီယိုမှာပါဝင်တဲ့ဖုန်းနံပါတ်ကနေပြီးတော့လည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်